ဒီကလေးမလေးဟာနေရန်ကအပေါက်လေးကနေပုံးကွယ်ပြီးဝင်လာခဲ့ပါတယ်ရှင်။သူကမင်းသားရဲ့ဇနီးတဲ့ရဲ့အခမ်းအနားဇာပနာလောက်နေတဲ့အချိန်မှာအင်တော်တဲကိုလွှိခွက်တိုးဝင်လာခဲ့တာပါပဲ။ငမ်းမွမှုကြောင့်မုံဟင်းကားတွေထားတဲ့စပွဲအောက်ကိုလက်လန်းပြီးမုတ်ဖောင်းတစ်လုံးခိုးဖို့ကြိုးစားနေတော့မှပဲမျော်လေးပဲမင်းသားရဲ့အဆောင်တအောက်ကဖမ်းမိပြီးလှမ်းဆွဲထုတ်လိုက်ပါတယ်။မင်းသားကစားစရာတွေအများကြီးရှိနေရက်နဲ့ဒီရိုးရိုးမုတ်ဖောင်းလေးကိုပဲဘာလို့ယူတာလဲလို့သိချင်လို့မေးမြန်းခဲ့ပါတယ်။ဒီကလေးမလေးကကြက်သားတွေကြက်ဥတွေကဈေးကြီးလို့ဒီမုတ်ဖောင်းလေးပဲဈေးသက်သာတာမို့လို့ပါလို့ရှင်းပြလိုက်ပါတယ်။မင်းသားကသူ့အပေါ်တနာစိတ်ဝင်လာကမှပဲဒီကလေးမလေးကအခေါင်းထဲကမင်းသမီးလေးကိုတွေ့လိုက်ရပါတယ်။နောက်တစ်စက္ကန့်မှာပဲအဲ့ဒီအနားကမေချစ်ပန်းနေပြောနေရကိုကြားလိုက်ရပါတယ်။မင်းသမီးလေးဟာတေးတာမဟုတ်ပဲနတ်ဆိုးရဲ့အစီရင်ကြောင့်နက်နဲစွာအိပ်ပျော်နေရတာဖြစ်တယ်ဆိုတာပေါ်ပေါက်လာခဲ့ပါတယ်။ဒီကလေးမလေးကဒီသတင်းကိုချက်ချင်းပဲမင်းသားကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ပြည်သူဆရာဝန်ကြီးကတော့တန်တရားဝင်ပြီးသူမင်းသမီးလေးရဲ့သွေးခုန်နှုန်းကိုအကြိမ်ပေါင်းများစွာစစ်ဆေးခဲ့ပေမဲ့အစိတ်တဲ့လက္ခဏာလုံးဝမတွေ့ရဘူးလို့ပြောပါတယ်။ဒီအချိန်မှာပဲမေချစ်တန်းတဲ့သမီးကအစီရင်ဟာအဝတ်ဆက်ရုပ်တေးသေးလေးအတွင်းမှာပုံကွယ်နေတဲ့နှလုံးသားကိုစားပစ်မဲ့အစီခဲလိုမျိုးအရာတစ်ခုဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်။မင်းသမီးလေးကိုကယ်တင်နိုင်မဲ့တခုတည်းသောလမ်းကြောင်းကတော့အဲ့ဒီရုပ်ကလေးကိုမိရှုပစ်သူပဲလို့ဆိုပါတယ်။ဒီကလေးမလေးကအဲ့ဒီရုပ်ကလေးကိုဆွဲယူလိုက်ပေမဲ့အဆောင်တစ်ယောက်ကတားဆီးပြီးဒါဟာမင်းသမီးလေးရဲ့အလွန်တန်ဖိုးရှိတဲ့အမတ်တရပစ္စည်းဖြစ်တယ်လို့ပြောပါတယ်။လူတိုင်းရဲ့တောင်းပန်မှုတွေကိုလစ်လျူရှုပြီးဒီကလေးမလေးကအဲ့ဒီရုပ်ကလေးကိုမိဖို့တဲ့ကိုတိုက်ရိုက်ပစ်ချလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲမိတောက်တွေထဲကနေပုံတရံမဲတဲ့ကင်းကြည်စင်ကြီးတစ်ကောင်ထွက်လာပြီးလေထဲမှာပြက်ကွယ်သွားခဲ့ပါတယ်။ပြောခဲ့တယ်လို့ပါပဲမင်းသမီးလေးဟာချက်ချင်းပဲနိုးထားလာခဲ့ပြီးမင်းသားကအလွန်ဝမ်းမြောက်သွားခဲ့ပါတယ်။သူ့ဇနီးကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းမင်းသားနဲ့မင်းသမီးတို့ကဒီကလေးမလေးကိုသူတို့ရဲ့ကံကောင်းခြင်းကျယ်ဝန်းအထည်မွေးစားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ကပချီကားတစ်ချက်ကနေတဆင့်သူ့ရဲ့မောင်လေးအစ်စ်တွေကိုမိတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့လူတစ်ယောက်မောင်လေးရဲ့အကြောင်းကတော့ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။သူဟာထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့9နှစ်အရင်ကဖြစ်ခဲ့တဲ့မတော်တဆမှုကြောင့်ခြေထောက်တွေလုံးဝမလုံနိုင်ဖြစ်သွားခဲ့ရပြီးအဲ့ဒီကလေးကစိတ်ခါတီးကတယောက်တည်းနေတက်သွားခဲ့ပါတယ်။ဒီအချိန်မှာပဲအဲ့ဒီမောင်လေးကသူ့မိဘတွေနဲ့ဒီကလေးတောင်းလေးကိုတွေ့သွားပါတယ်။သူဒေါသအိုတောင်တော့ပေါက်ချဲသွားပြီးဒီကလေးမလေးကိုသူ့အမအဖြစ်ဘဲတော့မှမလက်ခံဘူးလို့အော်ဟစ်ပြီးသူ့ရဲ့ရေခဲလော်အိမ်ထဲကိုပြန်ဝင်သွားပါတယ်။သူ့ရဲ့ကုသနိုင်မဲ့တစ်ခုတည်းသောမျောလင့်ချက်ကတော့ရေခဲပန်းလေးဖြစ်ပြီးအဲ့ဒီပန်းဟာပွင့်ဖို့နောက်ဆုံးနေ့ဖြစ်နေတာကိုတွေ့ရပါတယ်။နောက်ဆုံးရွက်ကလေး6သွဲသွားတာနဲ့အမျှသူ့ရဲ့မျောလင့်ချက်တွေလည်းပျောက်ဆုံးသွားခဲ့ပြီးသူ့ကိုယ်သူအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရွတ်တရက်ဆိုသလိုပဲဘရင်ကြီးကဖျားပေးတဲ့ဆေးပညာရှင်တယောက်နဲ့အဲ့ဒီပန်းကိုအတင်းအကျပ်ပွင့်စေမဲ့ဆေးရည်တစ်ခွက်ကိုအမြူနဲ့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့ဆေးရည်ကိုလောင်းချလိုက်တဲ့အခါမှာပန်းကပိုပြီးတော့မြန်မြန်6သွဲသွားခဲ့ပါတယ်။အားလုံးမျောလင့်ချက်ကုံဆုံးသွားကြတော့မှဒီကလေးမလေးကရေခဲပန်းလေးပြောနေတာကိုကြားလိုက်ရပါတယ်။အဲ့ဒီပန်းကသူ့ကိုအရေးအဆက်မလို့ပဲမီးရဲ့နှွေးထွေမှုလိုတယ်လို့ပြောပြလိုက်ပါတယ်။ဆရာဝန်ကြီးရဲ့ကန့်ကွက်မှုတွေကိုသူလစ်လျူရှုပြီးပန်းပင်ရဲ့အညွန့်ကိုခူးယူကမီးလေးကိုပစ်ချလိုက်ပါတယ်။မကြခင်မှာပဲမီးတောက်တွေထဲကနေမော်မန်စားတဲ့တစ်သီးတစ်လုံးထွက်လာခဲ့ပါတယ်။အဲ့ဒီမောင်လေးကအဲ့ဒီတစ်သီးကိုစားလိုက်ပြီးဒီကလေးမလေးကသူ့ခြေထောက်တွေကိုထိလိုက်တဲ့အခါမှာနှွေးထွေတဲ့စွမ်းအင်တစ်ခုကသူ့ခန္ဓာကိုယ်ကိုကုသပေးဖို့စတင်သွားတယ်ရှင်။